မင်္ဂလာပါပရိသတ်ကြီးရေအောင်မြင်မှုဆိုတာကံကောင်းလို့ဖြစ်လာတာလားဒါမှမဟုတ်ပါရမီကြောင့်ပဲလားလူတော်တော်များများကအဲ့ဒီလိုထင်တတ်ကြပေမဲ့တကယ်တော့အောင်မြင်မှုရဲ့နောက်ွယ်မှာအင်မတန်ခိုင်မာတဲ့တောချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့မိမိစိတ်ရဲ့စန့်ကျင်ဘက်အရာကိုနေ့စဉ်အမြဲလှုပ်ဆောင်ခြင်းဆိုတာပဲဖြစ်ပါတယ်လူစိတ်ဆိုတာတဘာဝအရာတက်တောင့်တက်တာရှိတာကိုပဲမမောပါတယ်ခက်ခဲတဲ့အရာဆိုရှောင်ခြင်းနဲ့ပင်ပန်းရင်နားခြင်းနဲ့ဒါပေမဲ့ဒီစိတ်အလိုကိုလိုက်နေတဲ့၍တော့ကျွန်တော်တို့ဟာတာမန်လူဒန်းစားဘဝကနေဘယ်တော့မှတက်လှမ်းနိုင်မှာမဟုတ်ပါဘူး။ကဘာကျော်ဘောလုံးသမားစီရိုနယ်ဒိုကိုပဲကြည့်ကြည့်ပါ။သူဟာပါရမီရှိတာထက်သူ့ရဲ့စိတ်ကိုစန့်ကျင်နိုင်တဲ့စီကံကြောင့်ပိုပြီးအောင်မြင်လာတာပါ။ပွဲစဉ်တစ်ခုပြီးလို့အသင်းဖော်တွေအကုန်လုံးပင်ပန်းပန်းနဲ့အိမ်ပြန်နားကျင်တဲ့အချိန်အရသာရှိတဲ့အစားအသောက်တွေစားကျင်တဲ့အချိန်မှာသူကတော့သူ့စိတ်ကိုစန့်ကျင်ခဲ့တယ်။ရေခဲကန်ထဲမှာကြွတ်သားနာကျင်မှုကိုအောက်ခံပြီးဆင်းတယ်။ဂျင်းထဲမှာထပ်ပြီးလေ့ကျင့်တယ်။သူစားကျင်တဲ့အစားအသောက်ထက်သူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုပဲစွန့်မိတ်ပြီးစားတယ်။ဒါတွေဟာသူ့အတွက်အောင်မြင်မှုအလေးအကျင့်တွေဖြစ်လာခဲ့တယ်။မလုပ်ဖဲဘာမှမရဘူးဗျ။လုပ်ရင်ရမယ်။မလုပ်ရင်မရဘူး။ရှင်းရှင်းလေးပဲဒီလောက်ဆိုရပါပြီဆိုတဲ့စိတ်အလိုကိုသူလုံးဝအရှုံးမပေးခဲ့တာဟာသူ့ကိုကမ္ဘာအဆင့်ဖြစ်စေခဲ့တာပါ။ဒါပေမဲ့ပရိသတ်ကြီးခင်ဗျာစိတ်ကိုစန့်ကျင်ပြီးအောင်မြင်ဖို့ဆိုတာစီရိုနယ်ဒိုလိုကဘာကျော်မှမဟုတ်ပါဘူးကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့တာမန်လူလန်းစားတွေကြားထဲမှာလည်းဒီလိုလူတွေအများကြီးရှိပါတယ်ဥပမာလုပ်ငန်းခွင်ကဝန်ထမ်းတစ်ယောက်ကိုကြည့်ရအောင်နေ့စဉ်ရုံးတက်ရတာပင်ပန်းနဲ့အိမ်ပြန်ရောက်ရင်အေးအေးဆေးဆေးရုပ်ရှင်မဲ့ဂိမ်းဆော့မဲ့နားကျင်တာလူတိုင်းပါပဲဒါပေမဲ့အောင်မြင်ခြင်းတဲ့သူဟာအဲ့ဒီနားကျင်တဲ့စိတ်ကိုစန့်ကျင်ပြီးညစဉ်နောက်ထပ်တစ်နာရီလောက်ဘာသာစကားတစ်ခုသင်ယူတာဒါမှမဟုတ်မိမိလုပ်ငန်းနဲ့ဆိုင်တဲ့ပညာရပ်တစ်ခုခုကိုအားထုတ်လေ့လာတာမျိုးလုပ်လို့ရှိပါတယ်။အဲ့ဒီလိုနားကျင်တဲ့စိတ်ကိုစန့်ကျင်ပြီးကြိုးစားခဲ့တဲ့အချိန်နာရီပေါင်းများစွာဟာတနေ့မှာသူ့ကိုယာဒူးတိုးတာအခွင့်အလမ်းတစ်တွေရတာနဲ့ထိုက်တန်တဲ့အောင်မြင်မှုတွေစီခေါ်ဆောင်သွားတာပါ။နောက်ထပ်ဥပမာတစ်ခုအိမ်ရှင်မတစ်ယောက်ဒါမှမဟုတ်အသေးစားလုပ်ငန်းရှင်တစ်ယောက်ကိုကြည့်ပါ။မနက်မိုးလင်းရင်အိပ်ယာထဲမှာဆက်လဲနေခြင်းသေးတယ်ဆိုတဲ့စိတ်ကလူတိုင်းမှာရှိပါတယ်ဒါပေမဲ့အောင်မြင်တဲ့အိမ်ရှင်မဒါမှမဟုတ်အလုပ်ကြိုးစားတဲ့သူဟာအဲ့ဒီစိတ်ကိုစန့်ကျင်ပြီးဆော့ဆော့ထားတယ်တနေ့တာအတွက်ပြင်ဆင်တယ်မလုပ်ချင်တဲ့အိမ်မှုကိစ္စတွေစည်ရင်းစရာတွေကိုတိတိကျကျပြီးမြောက်အောင်လုပ်ဆောင်ပါတယ်နောက်မှလုပ်မယ်ဆိုတဲ့အပြင်းစိတ်ကိုစန့်ကျင်ပြီးအခုချက်ချင်းလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုနေ့စဉ်ကျင့်သုံးနေကြတာပါဒီနေရာမှာအရေးကြီးတာကနေ့စဉ်အမြဲလုပ်ဖို့ပါပဲစိတ်လိုကိုတရက်တည်းစန့်ကျင်ရတာမခက်ပါဘူးဒါပေမဲ့တပတ်တစ်လတစ်နှစ်ဒီလိုမျိုးစင်ဆက်မပြတ်စန့်ကျင်နိုင်ဖို့ဆိုတာတကယ်ကိုခိုင်မာတဲ့စိတ်ဓာတ် strong mindset လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာကြွတ်သားတစ်ခုလိုပါပဲမလုပ်ချင်တဲ့အရာတွေကိုစွန့်မိတ်ပြီးလုပ်လေအဲ့ဒီစိတ်ဓာတ်ကြွတ်သားကပိုပြီးတမ်းမာလာလေပါပဲတင်ကစိတ်အလိုကိုစန့်ကျင်နိုင်လေတင်ဘဝရဲ့အရှင်သခင်ဟာတင်စိတ်မဟုတ်တော့ပဲတင်ရဲ့ရည်မှန်းချက်ဖြစ်လာပါလိမ့်မယ်ဒီတော့ပရိသတ်ကြီးရေဒီနေ့တင်တို့ရဲ့စိတ်ကဘာကိုညှင်းဆန်နေသလဲဒီအလုတ်ကခက်တယ်နောက်မှလုပ်ပါလို့ပြောနေသလားဒီနေ့တော့နားလိုက်ပါဦးမနှက်ဖြန်မှစလုပ်ပါလို့စင်ကြေပေးနေသလားအဲ့ဒီစိတ်ကိုအလိုမလိုက်ပါနဲ့အဲ့ဒီစိတ်ရဲ့စန့်ကျင်ဘက်ကိုပဲအခုချက်ချင်းလှုပ်ဆောင်လိုက်ပါတင်းငယ်တဲ့အောင်မြင်မှုလေးတွေကနေစူးစီးပြီးတနေ့မှကြီးမားတဲ့အောင်မြင်မှုကြီးစီအရောက်လန်းနိုင်ပါလိမ့်မယ်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့အားလုံးမိမိစိတ်ကိုအနိုင်ယူပြီးအောင်မြင်မှုပန်းတိုင်စီအမြန်ဆုံးရောက်ရှိနိုင်ကြပါစေ။နောက်ပတ်မှာပြန်လည်ဆုံတွေ့ကြတာပေါ့။